ဆိုတော့အရင် day 1တုန်းကတော့ကျွန်တော်တို့ဒီ model မှာဆွဲထားတဲ့ပုံတွေပေါ့နော်အခုဒီ file ထဲမှာပဲ layout ပေါ်မှာပေါ်အောင်လို့ view book လေးတွေခေါ်ခဲ့တယ်view book ရောက်လာတဲ့အခါမှာ model space paper space အကြောင်းလေးတွေလေ့လာတယ်ပြီးရင်ဒီ paper မှာရှိတဲ့ printable area ပြင်တဲ့နည်းတွေစာရွက်အသစ်လုပ်တဲ့နည်းတွေကျွန်တော်ပြောခဲ့တယ်ဗျာနော်ရမယ်လို့လည်းထင်ပါတယ်အခုဒီနေ့ကျတော့ကျွန်တော်တို့ကဒီ project တွေဆွဲတဲ့အခါမှာကျွန်တော်တို့က title block ဆိုတာရှိတယ်ဗျဟို title block ဆိုတာက project ရဲ့ information တွေပါတဲ့ဇာတ်ကွက်လေးကိုပြောတာပေါ့နော်အဲ့တော့ title block ဆိုတာကဒီလိုပါအဲ့တော့ဒီကောင်ကတော့ကျွန်တော်တို့ဒီသင်တန်းမှာ basic to intermediate မှာသင်တဲ့ဒီ title block ဇာတ်ကွက်ပုံစံလေးပေါ့နော်ဒီကောင်ဒီဘာအတွက်လဲဆိုလို့ရှိရင်16.5 လက်မ17.9 လက်မဆိုတော့ဒါကကျွန်တော်ကဒီ A3 title block ပေါ့နော်ဒီ title block လေးဆွဲမယ်ဆွဲပြီးတော့ကျွန်တော်တို့ခုကျွန်တော်ပေးထားတဲ့ဒီ ground floor layout plan လေးနဲ့ကိုတွဲပြီးတော့ဒါ print ထုတ်ကြမယ်ပေါ့နော်အဲ့တော့ print ထုတ်ကြမယ်ဆိုတော့ဒီ title block ကိုဆွဲတဲ့နေရာမှာကျွန်တော်တို့တစ်ချက်စဉ်းစားကြည့်အောင်နော်အခုဒီ title block ကိုကျွန်တော်ကဒီ project ထဲမှာဆွဲတယ်ဗျာဒီ project ထဲမှာဆွဲလို့ရှိရင်ဒီ project အတွက်ပဲသုံးလို့ရမှာဆိုတော့ကိုကဒီအလုပ်လုပ်တဲ့အခါမှာနောက်ထပ် project တွေနောက်ထပ် project တွေနောက်ထပ် project တွေလည်းဆွဲရအောင်မှာဖြစ်တဲ့အတွက်ဒီ title block ကိုကျွန်တော်က file အသစ်တစ်ခုမှာဆွဲလိုက်မယ် title block ကို file အသစ်တစ်ခုမှာဆွဲလိုက်မယ်ဆွဲပြီးတော့ file ကိုစေ့တဲ့အခါမှာ template file အနေနဲ့စေ့လိုက်မယ်ဆိုလို့ရှိရင်ကိုဆွဲထားတဲ့ကိုဆွဲနေတဲ့ဒီ project file မှာအဲ့ title block template file လေးကိုခေါ်သုံးလိုက်အောင်ပဲဆိုတော့တစ်ခါအပင်ပန်းခံပြီးတော့ title block လေးကိုဆွဲလိုက်မယ်ဆွဲပြီးတော့ file ကိုစေ့တဲ့အခါမှာ template file အနေနဲ့စေ့မယ်ဆိုလို့ရှိရင်ကိုက project ဆွဲတိုင်းပြန်ပြီးတော့သုံးလို့ရပါလိမ့်မယ်ဗျเนาะဆိုတော့ဒီနေ့ကအရင်သုံးဝင်တယ်အဲ့တော့ဒီနေ့မှာကျွန်တော်တို့ title block template လုပ်တဲ့နည်းကိုတွားကြမယ်ဗျကဲဟုတ်ပြီအခုလောလောဆယ်ကျွန်တော်တို့ဒီ file ထဲမှာเนาะအခုဒါကျွန်တော်ပို့ထားတဲ့ plan drawing ဆိုတဲ့ file ထဲမှာဆွဲလို့မရဘူးမဟုတ်ဘူးဆွဲလို့ရတယ်ဒါပေမဲ့ဒီ file တစ်ခုထဲမှာပဲကျွန်တော်ကသုံးမှာမဟုတ်ဘူးနောက်ထပ် project file တွေမှာလည်းပြန်သုံးချင်တာဖြစ်တဲ့အတွက် file အသစ်တောင်းလိုက်မယ်ဗျအဲ့တော့ file အသစ်တောင်းမယ်ဆိုလို့ရှိရင်တော့ keyboard ကနေပြီးတော့ဒီ control key လေးဖိပြီးတော့ n ပေါ့နော် control n နဲ့ file အသစ်တောင်းလိုက်မယ်အဲ့တော့ဒါကတော့ကိုယ့်ရဲ့ step တန်ဖိုးပေါ်မူတည်ပြီးတော့တယောက်နဲ့တယောက်ကြာလာတဲ့ box ကကျွန်တော်တူမှာမဟုတ်ဘူးပေါ့နော်โอเคကျွန်တော်ဒီကောင်လေးပါတစ်ခါလေးရှင်းလိုက်ပါမယ်ဆိုတော့အခုအကြောင်းသူအကြောင်းသားတွေစီမှာဆိုလို့ရှိရင် control n နဲ့ file အသစ်တောင်းတဲ့အခါမှာဒီလို box ပုံစံလေးကြာလာခြင်းမှကြာလာလိမ့်မယ်ဒါဒီကျွန်တော်တို့ပေးထားတဲ့ step တန်ဖိုးပေါ်မူတည်ပြီးတော့ file အသစ်တောင်းတဲ့အခါမှာကြာလာတဲ့ box ကတူမှာမဟုတ်ဘူးဗျကဲဆိုပါစို့ဗျာ step ဆိုတဲ့ command လေးသုံးပေးရမယ်နော် start step ဆိုတော့ဒီ command လေးမှာဆိုလို့ရှိရင် step တန်ဖိုး0ပေးတာနဲ့ step တန်ဖိုး1ပေးတာဆိုပြီးရှိတယ်ကိုပေးထားတဲ့ step တန်ဖိုးပေါ်မူတည်ပြီးတော့ file အသစ်တောင်းတဲ့အခါမှာကြာလာတဲ့ box ကတူမှာမဟုတ်ဘူးဗျ keyboard ကနေပြီးတော့ step အဲ့လိုရိုက်မယ်ဟုတ်ဟို start enter အခု command window ကိုဖတ်တဲ့အခါမှာ enter new value of step add เนาะ step တန်ဖိုးထည့်ပါတဲ့ okay 0လို့ထည့်လိုက်မယ်ဗျ0 enter step up enter 0 enter ဒါကျွန်တော် file မတောင်းရသေးဘူးเนาะ step up enter 0 enter step တန်ဖိုး0ပေးပြီးတဲ့အခါမှာ control n နဲ့ file တစ်တောင်းလိုက်မယ်เนาะ control key ကိုဖိပြီးတော့ဒီ keyboard ကနေ n နဲ့ file တစ်တောင်းလိုက်မယ် file တစ်တောင်းလိုက်တဲ့အခါမှာဒီလိုမျိုး box ပုံစံလေးကြာလာတယ်အခုဆွဲမဲ့ file ကပေလမ file ဆိုလို့ရှိရင် acad ကိုရွေးmillimeter တွေ meter တွေ centimeter တွေစသဖြင့် metric system project ဆိုလို့ရှိရင်တော့ acad ISO ရွေးပေါ့နော်ဒါဒီကျွန်တော်တို့ step တန်ဖိုး0ပေးထားတဲ့အချိန်မှာကြာလာတဲ့ box ပုံစံလေးဒီလိုမဟုတ်ပဲတဲ့ step တန်ဖိုး1ထားလိုက်မယ်start enter step တန်ဖိုး1ပေးမယ်1 enter step တန်ဖိုး1ထားရမယ်ဆိုရင်တော့ file အသစ်တောင်းတဲ့အခါမှာကျွန်တော်အခုလိုမျိုး box လေးကြာလာလိမ့်မယ်ဒီညာဘက်မှာဆိုလို့ရှိရင် user template ဆိုတာလေးရှိတယ်ဗျเนาะ user template ကိုရွှေ့လိုက်မယ်ဆိုတော့ဒီနေရာမှာ acad dwd ရှိမယ်ပြီးရင် acad iso dwd ရှိမယ်ဗျเนาะကျွန်တော်ခုနနဲ့အတူတူပဲဒါပေမဲ့ box ပုံစံလေးပဲကွဲသွားတာ
ဒီနေရာမှာကိုကပေလမ Imperial Project ဆိုရင်တော့ ACAT ကိုရွေး millimeter တွေ metric system တွေဆိုလို့ရှိရင်တော့ ACAT ISO ရွေးဒါဒီကျွန်တော်ကဒီចောင်းသူចောင်းသားတွေစီမှာကြတော့ကိုပေးထားတဲ့ကိုရှိတဲ့ stat တန်ဖိုးပေါ်မူတည်ပြီးတော့ကြားလာတဲ့ file type ကမတူနိုင်တာဖြစ်တဲ့အတွက်ဒါကျွန်တော်ကပြောပြတာအဲ့တော့ stat တန်ဖိုးကတော့0ပဲထားထား1ပဲထားထားအဆင်ပြေတယ်အခုလောလောဆယ်ကတော့ဒါကျွန်တော်တို့ဆွဲမဲ့ title block ကပေလက်မ title block ဆွဲမှာဖြစ်တဲ့အတွက်ဒီနေရာလေးမှာ ACAT DWT ကိုရွှေ့လိုက်မယ်ဗျနော်ဒီနေရာမှာ ACAT DWT ကိုရွှေ့ထားမယ်အဲ့တော့ stat တန်ဖိုး0ပေးထားတဲ့ကျောင်းသားရေဆိုလို့ရှိရင်လည်း ACAT DWT ကိုရှာပြီးတော့ဖွင့်ပေးလိုက်အကယ်၍ဒီနောက်မှာ DWT မပါဘူးဆိုလို့ရှိရင်လည်းကိစ္စမရှိဘူးเนาะဒါကိုသုံးတဲ့ version ပေါ်မူတည်ပြီးတော့ဒီ DWT ဆိုတဲ့ဟာလေးကတော့မပါကောင်းမပါနိုင်နဲ့ဗျเนาะအဓိကတော့ကျွန်တော်တို့ ACAT ကိုရွှေ့ရမယ်ပြီးရင် okay ဆိုတော့ step 1အနေနဲ့ကျွန်တော်တို့ title block template ဆွဲဖို့အတွက် file တစ်တောင်းပြီးသွားပြီဗျเนาะ title block template ဆွဲဖို့အတွက် file တစ်တောင်းပြီးသွားပြီအဲ့တော့နောက်ထပ်တစ်ခုကကြတော့ unit သတ်မှတ်ရမယ် unit ရဲ့ shortcut က un under เนาะ unit ရဲ့ shortcut က un under လို့ရိုက်လိုက်မယ်ဆိုတော့ဒီကောင်တွေကိုတော့ကျွန်တော်ထူထူတူတူရှင်းပြနေတော့မှာမဟုတ်ဘူးเนาะအဓိကတော့ကိုဆွဲမဲ့ project ကပေလက်မ project ဆိုတော့ architecture ဒါမှမဟုတ်လို့ရှိရင် engineering ကိုရွှေ့လို့ရတယ်ဘာကွာဝါလဲဆိုလို့ရှိရင်တော့အပိုင်းကင်းဖြစ်တာနဲ့ပေလက်မအောင်မှာ point နဲ့ဆိုပြီးတော့ကွာဝါလိမ့်မယ်ဗျဒီနေရာမှာတော့ engineering ကိုပဲရွှေ့လိုက်မယ်เนาะ precision ကတော့၄နေရာဖြတ်ထားမယ် unit to scale insert content နေရာမှာတော့ incharge ကိုရွေးထားလိုက်မယ်ဗျပြီးရင် okay ဆိုတော့အခုကျွန်တော်တို့ title block template เนาะဒီ template title block လုပ်ဖို့အတွက် file တက်တောင်းတယ်ပြီးရင် unit သတ်မှတ်ပေးပါရင်ဒီထိတစ်ချက်စမ်းကြည့်ကြပါအောင်เนาะ file တက်တောင်းမယ် unit သတ်မှတ်မယ်ကဲဒီထိရကြမလားဗျ file တက်တောင်းမယ် unit သတ်မှတ်မယ်เนาะကဲဒါဆိုရင်ကျွန်တော်တို့အခု title block template လုပ်ဖို့အတွက် step 3အနေနဲ့ layer လေးခွဲရအောင်ဗျเนาะ layer ခွဲတယ်ဆိုတာကတော့ဒါဒီ project ဆွဲနေတဲ့လူတွေကတော့သိပြီးသားဖြစ်မှာပါ layer တွေဘာကြောင့်ခွဲလဲဆိုလို့ရှိရင်ကိုဆွဲတဲ့ drawing တွေကိုပေါ့နော်ကိုဆွဲတဲ့ drawing တွေကို layer modify tool ပေါ့နော် layer modify tool ဆိုတာကဟိုဖြောက်ခြင်းနဲ့ပေါ်ခြင်းနဲ့ layer off layer on layer freeze layer တော့ဒါလေးတွေသုံးခြင်းလို့ layer ခွဲတယ်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ဆိုပါစို့ဗျာအခုဒီ plan drawing မှာဆိုလို့ရှိရင် wall တို့ furniture တို့ row ID တို့ကျွန်တော် window တို့ stair တို့เนาะဒီကောင်တွေကိုကျွန်တော်တို့မတူညီတဲ့အရောင်တွေ line type တွေ line weight တွေနဲ့ဖြည့်စေချင်တာဖြစ်တဲ့အတွက် layer လေးတွေခွဲကြရတယ်အခုကျွန်တော်တို့ title block မှာလည်း layer လေးခွဲရအောင်ဒါဒီကျွန်တော်တို့ project ထဲမှာပြန်သုံးမှာဖြစ်တဲ့အတွက် zero layer နဲ့ပဲ title block ကတော့မဆွဲသင့်ဘူးเนาะ layer ခွဲမယ် layer properties PROPER layer property shortcut က AA under เนาะဒါကျွန်တော်တို့ title block ဆွဲဖို့အတွက် layer လေးခွဲပေးရမယ် layer property ရဲ့ shortcut က AA under အပေါ်က ribbon ထဲကသုံးမယ်ဆိုရင်တော့ home tab layer panel ထဲမှာ layer property ဆိုတာရှိတယ်ဗျ layer property ကိုတစ်ချက်ကလေးချလိုက်မယ်ဒါဆိုရင်တော့เนาะကျွန်တော်တို့0 layer ပေါ့0 layer ကတော့ဟို file 9မှာ0 layer ဆိုတာတော့ရှိပြီးသားပဲဗျအခုကျွန်တော်တို့ title block ဆွဲတဲ့နေရာမှာ0 layer နဲ့ဆွဲမှာမဟုတ်ဘူး layer အသစ်ခွဲပြီးတော့မှ title block အတွက်เนาะဒီ line လေးတွေစာလေးတွေကိုကျွန်တော်တို့ဆွဲကြမယ်ရေးကြမယ်ပေါ့တခုရှိတာက
အခုကျွန်တော်တို့ title block မှာဆိုလို့ရှိရင်line လေးတွေနဲ့စာလေးတွေနဲ့ပါတယ်ဗျเนาะစာလေးဆိုတာ title ပေါ့ဗျာ scale တို့ date တို့ drawing number တို့ draw by တို့အဲ့တော့ဒီစာတွေကို layer တစ်ခုဒီ line လေးတွေကို layer တစ်ခု layer နှစ်ခုခွဲခြင်းလည်းရတယ်ဒီလိုမဟုတ်ဘဲနဲ့စာကောဒီဘောင်လေးတွေပေါ့เนาะဒီ line လေးတွေကော layer တစ်ခုထားခြင်းလည်းထားလို့ရတယ်အဆင်ပြေစလို့လို့ကျွန်တော်ကတော့ layer တစ်ခုပဲခွဲလိုက်မယ်ဒီစာတွေနဲ့ဒီ line လေးတွေအတွက်ကို layer တစ်ခုပဲခွဲမယ် layer နာမည်ကိုတော့ title block ဆိုပြီးထားလိုက်မယ်ဗျ layer နာမည်ကိုတော့ title block လို့ထားလိုက်မယ် okay order ဟုတ်ပါနော် okay ဆိုတော့ layer ခွဲမယ်နော် layer property ကိုတွားမယ် new layer နော်ဒီနေရာမှာចောင်းသားတွေမတော်တဆဖြစ်တတ်တာကဒီ new layer ရဲ့ညာဘက်က new layer VB frozen ကိုတွားပြီးတော့မှားနှိမ့်တတ်ကြတယ် new layer နဲ့ပဲတွားမယ်နော် new layer ကိုတစ်ချက်ကလေးချတယ် title block title block အဲ့တော့အယောင်ကိုကဘယ်လိုထားခြင်းလဲဒီ line တွေစာတွေကိုအယောင်လေးခွဲအောင်မလားမခွဲတော့ဘူးပါเนาะကျွန်တော်ကတော့အဖြူအောင်ပဲထားလိုက်မယ်ဗျအဖြူအောင်ဆိုတော့စာရွက်ပေါ်မှာဆိုလို့ရှိရင်တော့အမဲအောင်ဖြစ်သွားလိမ့်မယ်เนาะဟိုအဓိကကတော့ကိုကဒီ0 layer နဲ့ပဲမဆွဲချင်တာဖြစ်တဲ့အတွက် layer ခွဲပေးလိုက်အောင်ပဲဗျာတခြားထွေတူတူတော့မဟုတ်ဘူးเนาะကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့က file တက်တောင်းပြီးပြီ unit သတ်မှတ်ပြီးသွားပြီ layer ခွဲပြီးသွားပြီဆိုတော့ကျွန်တော်ចောင်းသားတွေကိုတစ်ခုမေးကြည့်အောင်ဗျအခုကျွန်တော်တို့ title block ထဲမှာစာရေးရမှာဖြစ်တဲ့အတွက်စာမရေးခင်မှာဘာလေးအရင်လုပ်ပေးသင့်လဲစာမရေးခင်မှာဘာလေးအရင်လုပ်ပေးသင့်လဲဘယ် command လေးသုံးပြီးတော့ဘယ်လိုလေးလုပ်ပေးသင့်လဲဒီ project တွေဆွဲတဲ့အခါမှာ project တွေဆွဲတဲ့အခါမှာအဲ့တော့စာရေးလို့ရှိရင်ဒီတိုင်းပဲ dd under တို့ multi line text ဒီဟို empty under တို့ဆိုပြီးတော့စာကောက်ရေးလိုက်တာလားစာမရေးခင်ဘာလေးအရင်လုပ်ပေးသင့်လဲမသိဘူးလား တက်ဆိုင်ခွဲရလားဆရာလိုက်တိုက်စဟုတ်တယ်အပြမဟုတ်စာမရေးခင်မှာကျွန်တော်တို့ test time ခွဲကိုခွဲပေးရမယ်မှန်တယ်ဘာကြောင့် test time ခွဲကိုခွဲပေးတင်တာလဲအကယ်၍ test time မခွဲလို့ရှိရင်ရောဘာတွေဖြစ်နိုင်လဲကျွန်တော်အကယ်၍ကိုက test time မခွဲဘဲနဲ့ရေးလို့ရှိရင်ဘာတွေဖြစ်နိုင်လဲဟို test time ဆိုတာကများသောအားဖြင့်ကျွန်တော်တို့ထင်ကြတာဟို font လေးတွေပြောင်းရုံလောင်းနဲ့ test time ခွဲကြတယ်လို့ထင်ကြတယ်ဗျာအမှန်တော့မဟုတ်ဘူးနော် okay ဆိုတော့နောက်ထပ် comment တစ်ခုကကျတော့ test time ဆိုတော့အခုဒီចောင်းသားတွေထဲမှာအခုမှ basis အခြေခံစလေးလာနေတဲ့ចောင်းသားပါလားဗျဟိုပါတယ်ဆိုလို့ကျွန်တော်အခုရှင်းမဲ့ test time ကနည်းနည်းနားရှုပ်ကောင်းရှုပ်လိုက်မယ် test time ရဲ့ shortcut က st under အဲ့တော့ test time ဆိုတဲ့ command ဒီကျွန်တော်တို့ကဒီ font တစ်ခုတည်းအတွက်ပေါ့နော်ကိုကဒီ tiny roman တို့ arial တို့သုံးချင်ရုံလောက်နေတော့ဒီ test time ကခွဲဖို့မလိုဘူးတခြားအကြောင်းကြောင့်ရှိသေးတယ်အဲ့တော့ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တစ်ချက်ပြမယ်အခုကျွန်တော် file အသစ် down လိုက်မယ်ဗျာနော် control n okay file အသစ် down လိုက်မယ်အခုဒီမှာဆိုရင်ကျွန်တော်တို့ကဒီ file တဲ့ဒီ file နာမည်လေးကဒီ plan drawing ဆိုတဲ့ file နာမည်လေးဒီ plan drawing ထဲကဒီ file ထဲကဒီ ground floor layout plan လေးကိုဒီ drawing 3ထဲမှာပြန်ထည့်ကြမယ်ဗျဒီ plan drawing ဆိုတဲ့ drawing file လေးတွေကဒီ ground floor layout plan လေးကိုဒီ drawing 3ထဲမှာတွားထည့်ကြမယ် select မှတ်တယ် mouse ကနေ right click clipboard ပြီးရင် copy with paste y ပြရတယ်เนาะဒါကျွန်တော်တို့ drawing file to drawing file ပြန်ပြီး copy ယူတဲ့နည်းပေါ့ဗျာ control v နဲ့ချလိုက်မယ် okay เนาะ okay အခုဆိုလို့ရှိရင်သူ့ရဲ့စာမှာသုံးထားတဲ့ text time တွေကပြောင်းသွားတာမျိုးမရှိဘူးဗျ။ဘာကြောင့်လဲဆိုလို့ရှိရင်ဒါကျွန်တော်ကဒီစာတွေရေးတဲ့အခါမှာ text time ခွဲပြီးရေးခဲ့လို့အကယ်၍ဒီလိုမဟုတ်ဘဲနဲ့အခုဒီ drawing 2ဆိုတဲ့ drawing file လေးထဲမှာဒါကျွန်တော် text time မခွဲရသေးဘူး။နော်အဲ့တော့ဒီ text time မခွဲဘဲနဲ့ရေးထားတဲ့စာလေးတွေရဲ့ဘေးနားလေးမှာကျွန်တော်ဘောင်လေးခတ်ထားလိုက်မယ်
အခုကျွန်တော်ရေးထားတဲ့ stat add တို့ unit တို့ layer property တို့ test time တို့ဒီစာလေးတွေရဲ့ဘေးမှာကျွန်တော်ဘောင်လေးခတ်ထားတယ်အခုဘောင်လေးကောစာလေးကောကို drawing 2ထဲကနေပြီးတော့ drawing 3ထဲကိုထည့်ကြမယ် select မှတ်တယ် mouse ကနေ right click သုံးချောင်းမြောက်မှာရှိတဲ့ clipboard သုံးချောင်းမြောက်မှာရှိတဲ့ copy with paste point ပြမယ် drawing 3ထဲကိုသွားမယ် control V နဲ့ချလိုက်မယ်ကဲကြည့်အခုဘောင်ကိုကြော်သွားတဲ့အပြင်စာတွေကလည်း font ပြောင်းသွားတယ်အဲ့တော့ font ပြောင်းသွားတာကိစ္စမရှိဘူးရသေးတယ်ဗျာဒါပေမဲ့အခုလိုမျိုးဘောင်ကြီးကြော်သွားတာကြတော့တိတ်အဆင်မပြေဘူးလေနော်ဟိုတခြားနေရာတွေကြတော့ဗျာကျွန်တော်တို့ဒီသတ်မှတ်ထားတဲ့ area လေးအတွင်းမှာပဲစာတွေရေးရတာဖြစ်တဲ့အတွက်ကိုက project ဆွဲတဲ့အခါမှာ test time မခွဲဘဲနဲ့ဒါအခုလိုမျိုးရေးထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က drawing file to drawing file copy ကူးတဲ့အခါမှာ font တွေကြီးွားတာမျိုးသေးွားတာမျိုးလေးတွေဖြစ်တတ်ပါတယ်အခု drawing 2ထဲမှာရေးထားတဲ့စာလေး၄ချောင်းရယ်ဒီဘောင်လေးကို drawing 3ထဲမှာထည့်တဲ့အခါမှာ font ကပြောင်းသွားတယ်နောက်ထပ်တစ်ခုကဘောင်ရဲ့အပြင်ကိုပါစာကြော်သွားတယ်ဘာကြောင့်လဲဆိုလို့ရှိရင် drawing file တိုင်း drawing file တိုင်းမှာ test တိုင်းဆိုတာရှိတယ်ဗျဒီ drawing 2မှာလည်းရှိတယ်ဒီ drawing 3မှာလည်းရှိတယ်နောက်ထပ်တောင်းမဲ့ drawing file တွေမှာလည်း test time ဆိုတာရှိတယ်အဲ့ဒီ test time မှာဆိုလို့ရှိရင်လည်း annotative နဲ့ standard ဆိုတာအများနဲ့ရှိတယ်ဗျအခု drawing 2ရဲ့ test time ရဲ့ဒီ test time ထဲမှာဆိုလို့ရှိရင်လည်း annotative နဲ့ standard ဆိုပြီးတော့ရှိတယ်ဒီ drawing 3ရဲ့ဒီ test time မှာဆိုလို့ရှိရင်လည်း annotative နဲ့ standard ဆိုပြီးတော့ရှိတယ်ဗျဒီကောင်ကကျွန်တော်ကဟို project file နဲ့ဟာပြန်ကူးထားလို့နော်ရှိတယ်အဲ့တော့စဉ်းစားကြည့်အောင်အခု drawing 2မှာရှိတဲ့ test time ရဲ့ standard မှာသုံးထားတဲ့ font ဒီခဏလေးနော် drawing 2ရဲ့ test time ရဲ့ standard မှာသုံးထားတဲ့ font ကကျွန်တော်တို့ Arial ဆိုတဲ့ font လေးကိုသုံးထားတာဒါဒီ standard မှာသုံးထားတဲ့ font အခု drawing 3ထဲမှာကျတော့ standard မှာရှိတဲ့ font က txt.sh ဆိုတော့ drawing 2ထဲမှာ standard နဲ့ရေးထားတယ်ဗျဒီစာလေးတွေကို standard ဆိုတဲ့ test time နဲ့ရေးခဲ့တယ်ဘာကြောင့်လဲဆိုတော့ကိုကတကူးတကကြီး test time မခွဲဘဲနဲ့ရေးခဲ့တာဖြစ်တဲ့အတွက်အခု drawing 2ရဲ့ test time မှာဆိုလို့ရှိရင် current ဝင်နေတာ standard ဆိုတဲ့ test time တွေဝင်နေတာအခု drawing 2ရဲ့ဒီ test time မှာဆိုလို့ရှိရင်အခု current ဝင်နေတာက standard ဆိုတဲ့ test time တွေဝင်နေတာဖြစ်တဲ့အတွက်ဒီစာလေးချောင်းကိုရေးခဲ့တုန်းက standard ဆိုတဲ့ test time နဲ့ရေးခဲ့တယ်အဲ့ဒီ standard test time မှာဆိုလို့ရှိရင် area ဆိုတဲ့ font ကိုသုံးထားတယ်စာကို copy ကူးတဲ့အခါမှာစာနဲ့အတူစာမှာသုံးထားတဲ့ font ကပါပါသွားတယ်ဗျsorry စာနဲ့အတူစာမှာသုံးထားတဲ့ test time ကပါသွားတယ်ဆိုတော့ဒီ standard ဆိုတဲ့ test time နဲ့ရေးထားတဲ့စာလေး၄ချောင်းကို drawing 3ထဲမှာထည့်တဲ့အခါမှာဒီ drawing file ထဲမှာလည်းငကိုတဲ့က standard ကရှိပြီးသားဖြစ်တဲ့အတွက်အဲ့ဒီ standard မှာသုံးထားတဲ့ font တိုင်းစာလေး၄ချောင်းကလိုက်ပြီးတော့ပြောင်းသွားတယ်အခုတခုမေးစရာရှိတာကဘာကြောင့် standard ဆိုတဲ့ test time မှာ font တွေကမတူရတာလဲပေါ့နော် drawing 2မှာကျတော့ standard မှာသုံးထားတဲ့ test time ကတစ်မျိုး drawing 3မှာကျတော့ standard မှာသုံးထားတဲ့ font ကတစ်မျိုးဖြစ်နေတယ်ဘာကြောင့်လဲဆိုရင်ဒါကျွန်တော်က file တစ်ခုကိုမတူအောင်တောင်းလိုက်လို့သူ့ရဲ့ font တွေကမတူတာဆိုတော့ကျွန်တော်အဓိကပြောချင်တာကဟိုကိုက project တွေဆွဲလို့စာတွေရေးတဲ့အခါမှာ test time မခွဲဘဲနဲ့ဒါရေးမယ်ဆိုလို့ရှိရင် drawing file တစ်ခုကနေနောက်ထပ် drawing file တစ်ခုကိုကူးတဲ့အခါမှာ font တွေကြီးွားတာတွေသေးွားတာတွေဖြစ်လိမ့်မယ်ဒါလေးနားလည်လားမသိဘူးဗျရှုပ်သွားပြီလားဆိုတော့ဗျာအဓိကကျွန်တော်တို့ចောင်းသားတွေနားလည်ထားမှာ test time လေးမဖြစ်မနေခွဲသင့်တယ်ဆိုတာဟာလေးရောနားလည်သင့်တယ်ဗျနော်ကဲဟုတ်ပြီကဲဒါဆိုကျွန်တော်တို့ test time ခွဲရအောင်ဗျအခုဒီ title block ထဲမှာလည်းကျွန်တော်တို့စာတွေရေးရမယ်လေနော်ပြီးတော့ပို့ဆိုးတာဇာတ်ကွက်ချင်းတွေထဲမှာရေးရတာဖြစ်တဲ့အတွက်မတော်တဆကိုကဟို project file နဲ့သာပြန်ကူးထည့်လိုက်လို့ font တွေကြီးွားမယ်ဆိုလို့ရှိရင်အဲ့မှာပြင်ရတာတော်တော်အဆင်မပြေဖြစ်သွားလိမ့်မယ်ဗျနော်test time နော်ကျွန်တော်တို့ start unit layer property test time တော့ test time ရဲ့ shortcut က st enter test time ရဲ့ shortcut st enter
ကိုက test time အသေးခွဲမှာဖြစ်တဲ့အတွက် new ကိုတစ်ချက်ကလေးချလိုက်မယ်ဗျနော် new ကိုတစ်ချက်ကလေးချလိုက်မယ်အဲ့တော့ style name ကတော့ကိုစိတ်ချမ်းသာသလိုထားလို့ရတယ်အဓိကတော့နာမည်လေးကောင်းအောင်လုပ်ပေးပါနော်ကျွန်တော်တို့ငယ်ငယ်တော့လိုမျိုး AAA တို့ PPPP တို့1 2 3 4တို့တော့မလုံးနဲ့ title block အတွက်ဆိုလို့ရှိရင် title block အတွက် test time လေးခွဲပေးလိုက် for title block လို့ကျွန်တော်က test time နာမည်လေးပေးလိုက်မယ်နော်ဆိုတော့ style name မှာဆိုရင်ကျွန်တော်က for title block ဆိုပြီးထားခဲ့တယ်ဗျအဲ့တော့ចောင်းသားတွေကတော့အဆင်ပြေတဲ့နာမည်ပေးလို့ရတယ်အဓိကကိုကဒီ test time ရဲ့နာမည်ကိုကြည့်လိုက်တာနဲ့ကိုဒီဘာအတွက်သုံးထားတာလဲပေါ့ဟိုကျွန်တော်တင်တန်းမှာကျတော့ကျွန်တော်ဘယ်လိုသွားလဲဆိုတော့အခုဒီ project တွေထဲမှာဆိုလို့ရှိရင်စာတွေရေးရတယ်ဗျာစာတွေရေးတဲ့အခါမှာကျွန်တော်ကဒီ dimension တွေအတွက်ကို test time တစ်ခုပြီးရင်ရိုးရိုး title တို့ row id တို့ပေါ့နော်ဒီတော့window တက်တွေကိုကျတော့ test time တစ်ခု test time နှစ်ခုလောက်ခွဲပြီးတော့သွားတယ်ဆိုတော့ចောင်းသားရေးစီမှာတော့ဘယ်လိုမျိုးသွားလဲတော့မသိဘူးပေါ့နော်အခုကတော့ကျွန်တော်က title block အတွက်ကိုနောက်ထပ် test time အသစ်တစ်ခုတက်ခွဲလိုက်မယ်ဗျ for title block okay နော်အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကနော် font name မှာចောင်းသားတွေအဆင်ပြေတာထားလို့ရတယ်ကျွန်တော်တို့ဒါတွေတကူတကကြီးရှင်းပြမနေတော့ဘူးเนาะပြောင်းလဲပြောင်းမနေတော့အဓိကတော့ test sign တစ်ခုဖြစ်မနေခွဲဖို့လိုအပ်တယ်ဆိုတာတော့နားလည်ရမယ်ဗျ for title block ကို set current တင်ထားရမယ်ဗျเนาะအခု current test time မှာ for title block ဝင်သွားပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့အခုကနေစပြီးတော့ရေးသမျှစာတွေအကုန်လုံးဒီအဲ့ဒီ set current တင်ထားတဲ့ for title block test time တွေထဲမှာခွဲထားတဲ့အတိုင်းပဲဖြစ်သွားလိမ့်မယ်ဟို font name တွေ font style တွေ test height တွေပြီးတော့တခုရှိတာကဟိုကွာခုမှစားလေးလာနေရဲဆိုလို့ရှိရင်ကောင်းတာတော့လေဟိုခုမှစားလေးလာမလေးလာပါထားပါဟိုဒီနေရာမှာကျွန်တော်တို့ကိုသုံးမဲ့ test height တန်ဖို့တွားပြီးတော့မထည့်သင့်ဘူးဆိုပါတော့ဗျာကိုကဒီ project ကိုဆွဲနေတယ်ဒီ project မှာဆိုလို့ရှိရင် test height က6.4 တို့ 4.8 တို့ရေးရမယ်ဆိုပါစို့ဒီနေရာမှာ test height တန်ဖို့တွားမထည့်သင့်ဘူးသွားထည့်လိုက်တဲ့အခါမှာကိုကဒီစာရီရေးလို့ရှိရင် test site ကိုပြန်ပြီးတော့တောင်းတော့မှာမဟုတ်ဘူးเนาะကဲဆိုပါစို့ဗျာကျွန်တော်က test site ကို10လောက်ထားလိုက်မယ်เนาะ10 set current ပြီးရင် close dt enter step point ပြရတယ်အဲ့တော့ပုံမှန် specify step point of test ဆိုလို့ဒီ test ပြီးလို့ရှိရင်ဘာလာရမှာလဲဆိုတော့ specify test height ဆိုပြီးတော့ကိုရေးမဲ့စာရဲ့အမြင့်ကိုပြန်တောင်းရမှာလေဟုတ်တယ်မလားအခုကျွန်တော်က step point ပြလိုက်တဲ့အခါမှာ test height ကိုမတောင်းတော့ဘဲနဲ့ rotation angle ကိုတန်းရောက်သွားတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့သုံးမဲ့ test time မှာကိုက0ပဲထားလာပေးရမယ်။ဘာကြောင့်လဲဆိုတော့ project တစ်ခုဆွဲတဲ့အခါမှာအမြဲတမ်း test site ကပုံသေးသွားတာမဟုတ်ဘူးလေ။ဒီ title ဆိုလို့ရှိရင်လည်း title အရောက် test ဆိုလို့ရှိရင်လည်း test အရောက်ဟိုစာတွေကအကြီးအသေးကွာနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်အမြဲတမ်းအပြောင်းလဲရှိနေမှာဆိုတော့0ပဲထားပေးတင်တယ်။ set current close dt enter specify step point of test ကိုရေးမဲ့ test ရဲ့ step point ကိုပြခိုင်းတယ် step point ပြလိုက်မယ်ကဲတွေ့လား specify height ဆိုပြီးတော့ပြန်တောင်းတယ်ဗျဒါဒီဘာကြောင့်လဲဆိုတော့ကျွန်တော်သုံးမဲ့ test time မှာဆိုလို့ရှိရင် height တန်ကိုမထည့်ခဲ့တာဖြစ်တဲ့အတွက်သူကစာရေးတဲ့အခါမှာ test height တန်ကိုပြန်ပြီးတော့တောင်းနေတော့မှာเนาะဒါလေးကိုတော့ကျွန်တော်တို့နားလည်ထားရမယ်ဒီ test time အထိကိုကျွန်တော် file အသစ်မှာတစ်ချက်လိုက်လုပ်ထားပေးပါအောင်เนาะကဲရွေးတစ်ခုခုမရတာရှိတယ်ဆိုလို့ရှိရင်လည်းဒီ zone class မှာပဲတစ်ခါလေးမေးလိုက်လို့ရတယ်ဗျဒီထိပြီးသွားပြီလားဗျ file တက်တောင်းမယ် unit ခွဲမယ် layer ခွဲမယ်
ပြီးရင် test time ခွဲမယ်နော်ကဲဟုတ်ပြီproject ဆွဲတဲ့အခါမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကျန်တဲ့ဒီ dimension style တွေ multi leader style တွေပါထပ်ပြီးတော့ခွဲဖို့ရှိတာပေါ့နော်အခုလောလောဆယ်ကတော့ဟို title block ပဲဆွဲတာဖြစ်တဲ့အတွက်ဘာမှဒီ dimension style တွေ multi leader style တွေကတော့မလိုဘူးဗျ find that down unit သတ်မှတ် layer ခွဲမယ် test time ခွဲမယ်ကဲဒါဆိုရင် layout ဘက်ချောင်းသွားရအောင်ဗျနော် layout 1 layout 2ပေါ့ layout 1 layout 2ဒီအထိရောပြီးကြရလားဗျ find that down unit သတ်မှတ် layer ခွဲ test time ခွဲ ပြီးပါတယ် ဟုတ်ကဲ့ခင်ဗျဟုတ်ကဲဒါဆိုရင် layout 1နဲ့ layout 2ဗျာနော် layout 1 layout 2နှစ်ခုရှိမယ် layout 2ကိုဖြတ်ကြရအောင်ဗျာနော်ကျွန်တော်တို့အခုဆွဲမဲ့ title block က layout 1ထဲမှာဆွဲမှာဖြစ်တဲ့အတွက် layout 2ကမလိုဘူး layout 2မလိုတာဖြစ်တဲ့အတွက် layout 2ပေါ်မှာ right click ပြီးရင်3ချောင်းမြောက်မှာရှိတဲ့ delete ကိုရွေးလိုက်မယ်ပြီးရင် okay နောက်ကိုဖြတ်ချင်တဲ့ layout ပေါ်မှာ right click 3ချောင်းမြောက်မှာရှိတဲ့ delete ကိုရွေးပြီးတော့ကိုမလိုတဲ့ layout ကိုဖြတ်လို့ရတယ်အခု layout 1မှာကျွန်တော်တို့ title block လေးဆွဲမယ်ဗျเนาะအခုဆွဲမဲ့ title block ဒီဒါက A3 paper size ပေါ့เนาะ16.5 17.9 လက်မဆိုတာက A3 title block ပါအခုကျွန်တော်တို့ title block မဆွဲခင်မှာအရင်ဆုံးဘာလေးလုပ်ပေးသင့်လဲအခု layout 1မှာ title block မဆွဲခင်မှာဘာလေးလုပ်ပေးသင့်လဲဗျ page setup manager ချိန်ရမှာ ဟုတ်တယ်ဗျเนาะကျွန်တော်တို့ page setup manager ချိန်ရမှာ ဟုတ်တယ်ဗျအခုကျွန်တော်တို့ဆွဲမယ်ဒီ title block လေးရဲ့စာရွက် site ကိုပြင်ရမယ်စာရွက် site ပြင်နေဆိုတဲ့နေရာမှာကိုယ့်အကိုစာရွက်အသစ်ပဲလုပ်လို့ရှိပြီးသားစာရွက်ကိုပဲပြန်တုံပေါ့နော် ISO Fully A3 တို့ ISO Expand A3 တို့ဟိုသုံးစာရွက်တွေကတော့အများကြီးပဲဒါတွေပြန်သုံးလဲအဆင်ပြေတယ်ဒါပေမဲ့အခုကျွန်တော်က practice ဖြစ်သွားအောင်လို့အခု title block ကိုကျွန်တော်ကစာရွက်အသစ်တစ်ရွက်ထပ်လုပ်ပြီးတော့ပဲ title block လေးဆွဲလိုက်မယ် layout 1ပေါ်မှာ right click page setup manager ဗျနော် page setup manager layout 1ကိုပြင်မှာဖြစ်တဲ့အတွက် modify ကဲ page setup box လေးကြာလာပြီဆိုတာနဲ့၄ခုလုပ်မယ်ပေါ့နော်အခုလောလောဆယ်ကျွန်တော်တို့ကစာရွက်အသစ်လုပ်မှာဆိုတော့ဒီ properties ကမလင်းသေးဘူးဗျာဒီ properties လေးလင်းအောင်လို့ကိုကအရင်ဆုံး printer တော့ရွေးထားပေးရမယ်ဗျနော် DWG to PDF printer ရွေးပြီးရနဲ့ကျွန်တော်ဒီ properties ကိုတွားလို့ရပြီဗျ properties ကိုတစ်ချက်ကလေးချမယ်စာရွက်အသစ်လုပ်မယ်ဆိုရင် modify standard paper size လား custom paper size လားဗျစာရွက်အသစ်လုပ်မယ်ဆိုရင်ကျွန်တော် custom paper size တွေကိုတွားပေးရမယ်နော် modify standard paper size ဆိုတာကရှိပြီးသား ISO Fully A3 တို့ ISO Expand A3 တို့ဒီစာရွက်တွေမှာရှိတဲ့ printable area ကိုပြင်ကျင်တဲ့အခါမှာသုံးတာပါအဲ့တော့အခုကတော့ကျွန်တော်တို့ကစာရွက်အသစ်လုံးမှာဖြစ်တဲ့အတွက် custom paper site ထဲကိုတွားလိုက်မယ်ဒီကောင်ကလုပ်ပြီးသားရှိတယ်နော်အမခွန် okay ဆိုတော့အခုစာရွက်အသစ်လုံးမှာဖြစ်တဲ့အတွက်ကျွန်တော်ကအပေါ်ဆုံးမှာကြီးညာဘက်အပေါ်နားမှာရှိတဲ့ add ကိုရွေးလိုက်မယ် add အစအနေစမှာဖြစ်တဲ့အတွက် start from scratch ကိုရွေးထားမယ် next width and height အဲ့တော့ width and height မှာတခုပေါ့နော်မီလီမီတာနဲ့ထည့်ရမလားပေလက်မနဲ့ထည့်ရမလားဝေခွဲမရဖြစ်နေတတ်တယ်အခုကျွန်တော်တို့ကပေလက်မ project ဖြစ်တဲ့အတွက်ပေလက်မစာရွက်လေးလုပ်ပေးလိုက်ဗျဝစ်မှာတော့ 16.5 high မှာတော့ 17.9 အဲ့တော့ 16.5 17.9 ထည့်ပြီးတော့မှ unit နေရာမှာတော့မီလီမီတာဖြစ်နေလို့တော့မရဘူးပေါ့နော်အကယ်၍ unit မှာမီလီမီတာရွေးမယ်ဆိုလို့ရှိရင်တော့ width က420 height က290တော့ဖြစ်မှအဆင်ပြေမယ် 16.5 နော် 16.5 17.9 next top bottom left right ဒါဒီကျွန်တော်တို့အခုလုပ်နေတဲ့စာရွက်မှာဆိုရင် printable area ကိုဘယ်လောက်ထားမှာလဲပေါ့0 0 0 0 next
paper site name paper site name ကတော့ A3 for title block လို့ကျွန်တော်ပေးလိုက်ပါမယ် A3 for title block next finish okay ပြီးရင်အခုကိုရီလောက်ထားတဲ့စာရွက်ကအပေါ်ဆုံးမှာရှိရင်ရှိမယ်မရှိရင်ဟိုးအောက်ဆုံးမှာရှိလိမ့်မယ်နော်အမှ A3 for title block printer ရွေးပြီးပြီ paper size ရွေးပြီးပြီ what to block နေရာမှာ layout scale နေရာမှာ 1:1 inches okay close ဒီ view ပို့လေးကိုပါတစ်ခါတည်းဖြတ်ထားလိုက်မယ်ဗျာနော် select delete ကဲဒါဆိုရင်ကျွန်တော်တို့အခု layout 1မှာရှိတဲ့စာရွက် site လေးကိုလည်းပြင်ပြီးသွားပြီဗျာနော်ဒီထိတစ်ချက်စမ်းကြည့်ကြပါအောင်အခုကျွန်တော်တို့ title block template လုပ်ဖို့အတွက် file သစ်တောင်း unit သတ်မှတ် layer ခွဲ text style ခွဲပြီးရင်စာရွက်အသစ်လုပ်တယ်ပေါ့နော်ဒီ5ဆင့်လုံးကတော့တကူမှခြံထားခဲ့လို့ရတာမျိုးတော့မပါဘူးဗျကျွန်တော်အဆင်ပြေကင်မရာလေးတစ်ချက်လောက်ဖွင့်ထားပေးကြပါအောင်နော်ကဲအခုဒါဆိုရင်ကျွန်တော်တို့အခုလုပ်ထားတဲ့စာရွက်လေးပေါ်မှာ title block လေးဆွဲရအောင်ဗျာနော်အဲ့တော့ title block ဆွဲမှာဖြစ်တဲ့အတွက်အပေါ်က ribbon ထဲကနေပြီးတော့ဒီ title block layer လေးကို set current တင်ထားလိုက်မယ်ဗျ title block layer ကို set current တင်ထားလိုက်မယ် okay ဆိုတော့အခုစာရွက်ရဲ့ဘယ်ဘက်အစွန်ဆုံးမှာ vertical construction line ချမယ်ဗျစာရွက်ရဲ့ဘယ်ဘက်အစွန်ဆုံးမှာ vertical construction line ချမယ် okay ဆိုတော့ construction line ပေါ့နော် CONSTRUCTION construction line construction line ရဲ့ shortcut က XL enter ဒီ construction line ဆိုတာကရိုးရိုး line နဲ့မတူဘူးဗျသူကအစမရှိဘူးအဆုံးမရှိဘူးเนาะဒီ drawing area ကိုချိန်ချဲ့သလောက်ချုံရင်ချုံသလောက်ဆက်ပြီးတော့ထွက်လာမှာဒီကောင် construction line လို့ခေါ်ရဲဗျ shortcut ကတော့ XL enter တော့ title block layer ကိုတော့ set current တင်ထားမယ်เนาะကဲ XL enter vertical ကိုရွေးမယ်အခုစာရွက်ရဲ့ဘယ်ဘက်အစွန်နဲ့ကွက်တိချချင်တာဖြစ်တဲ့အတွက်ကျွန်တော်မှန်းချလိုက်မယ်ဆိုလို့ရှိရင်တော့အတိအကျမရအောင်လေနော်အခုဘယ်ဘက်အစွန်နဲ့ကွက်တိရချင်တယ်ဆိုရင်ဘယ်လိုလေးလုပ်ပြီးကောင်းမလဲဗျစာရွက်ရဲ့ဘယ်ဘက်အစွန်နဲ့အခုအဲ့ဒီ vertical construction line လေးနဲ့ဒီကွက်တိရချင်တယ်ဆိုရင်ဘယ်လိုလေးလုပ်ပြီးကောင်းမလဲတကူရှိတာကစာရွက်ပေါ်မှာလဲသူကဘာ point မှမပေါ်ဘူးဗျဟို line လိုမျိုး mid point တို့ end point တို့ perpendicular တို့ဘာမှမပေါ်ဘူးကဲဒါဆိုရင်ကျွန်တော်တို့က0.0ဆိုပြီးချလိုက်မယ်ဗျ0.0 ဆိုတာက x တန်ဖိုး0 y တန်ဖိုး0ဖြစ်တဲ့အတွက် construction line လေးကစာရွက်ရဲ့ဘယ်ဘက်မှာသွားပြီးတော့ကျနေပြီဗျစာရွက်ရဲ့ဘယ်ဘက်အစွန်နဲ့လုံးဝအတိပဲကိုကဇွန်းချက်ရင်ချက်သလောက်ဟိုစာရွက်ထွက်နေတာမျိုးဘာမှမရှိဘူးအဲ့ဒီ construction line လေးကိုစာရွက်ရဲ့ညာဘက်အစွန်မှာလဲရောက်စေချင်တယ်ဆိုရင်ဘယ်လိုလေးလုပ်ပေးရမယ်ထင်လဲ
အခုကျွန်တော်တို့ဆွဲနေတဲ့ title block ဒီ A3 title block ဖြစ်တဲ့အတွက်စာရွက် site ကလောက်ခဲ့တာ16.5 17.9ဒါဆိုရင်စာရွက်ရဲ့အကျယ်က16.5လက်မရှိတာဖြစ်တဲ့အတွက်အခုချထားတဲ့ construction line ကိုညာဘက်ကို16.5 copy ကူးရင်ကူးဒါမှမဟုတ်ရင် offset ပြင်ပြကိုအဆင်ပြေရလို့under 16.5 under ဆိုပြီးတော့ vertical construction line လေးကိုညာဘက်ကို offset ပြလိုက်မယ်ဒီနေရာမှာလုံးဝပုံနေတာလိုနေတာဘာမှမရှိဘူးဗျဒါဆိုရင်အခုကျွန်တော်တို့ကစာရွက်ရဲ့ဘယ်ဘက်အစွန်ညာဘက်အစွန်မှာ vertical construction line တွေချပြီးသွားပြီဗျနော်ဇွန်ကလေအချိန်ပြည့်ကနေရဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ9:50ကြာရင်ပြန်စကြမယ်ဗျနော်အခုကျွန်တော်တို့ဒီ break time လေးမှာဒီတစ်ချက်ပြီးအောင်လုပ်ထားပေးကြပါအောင်ဗျ